ခိုင်မှာဒီရပြုလုပ်ကိုလည်းမရအောင်မိကုန်းလေးကိုဖိတ်ခေါ်ပါတယ်ဒီလာတော့တော့ဘုရားကြီးကွာတော့တော့ဒီကဒီနေ့ဒီဘာသာစရာများခိတ်ကြတော့အဲ့တော့အားလုံးဒီကတော့သုံးစကားပဲကျွန်တော်ကတော့ရေးထုတ်နေဘုရားကနေဒီနေ့တော့ဒီအောင်လုပ်တယ်ကျွန်တော်ပြောနေတဲ့ဒီညံတော့ဒီနေ့ဆောက်ပါမှာကျန်လို့နေဆောင်းပါပြီးတော့လည်းကောင်းရေးလုပ်မယ်တော့ကောင်းပြည့်အစီအစဉ်ရှိတော့မျိုးနဲ့ပတ်သက်နေညာဆောင်းနေတယ်ဒီနေ့ကျန်လို့နေဆောင်းပါပြီးတော့ဘုလိုရောက်ဒီကံတော့မရှိကံတော့နဲ့အတန်ကြီးကံကူပါဒီရှိတယ်ရှိတော့ပြီးတော့တယ်ဆောင်းပါပြီးတော့ဥစ္စာမှာဆောင်းပါရောရန်ကုန်ရောဖျားကုန်ရောကျတော့ရောသုံးရရှိတယ်မရန်ကုန်ရောကျွန်တော်ရဲ့ခေါ်ရစာရင်းဖြစ်တယ်ဒီတော့ဒီအကြီးပေါ်အောက်ကရ69ခဲလူကြီး6အောင်နေတာ60ရှိနေလိုက်တော့ဟောတုံးပြီးပါဆောင်းပါးရော2023ခုနှစ်ကျန်းတဲ့ကောင်းကျန်းလူများရေရောက်ပြည့်စုံရောက်အခြေခံပညာပဒန်းကြောင့်ထက်တဲ့ကြောင့်ကျောင်းဆောင်ဆောင်မှုများဒီလူစီရောစီပင်သားရောက်စေဒီအောင်မှုရောပြည့်လက်ကျင့်တဲ့ညမလေးခန္ဓာအဆောက်အဦပန်းဆောင်မှာဆက်သွယ်ရေးကောင်းရတဲ့အုပ်တော်ကြီးကြောင့်များလူတွေတရားတော်မြောက်ပြည့်စုံ123လုံးတက်တဲ့ဒီထီမှာပြည့်စုံကအလ်ဖန်ဆောင်းပါလာတဲ့ဘိုင်းပေါ်ပောက်ခွဲပြည့်စုံခြင်းကိုင်ရတယ်ဒီတော့ကျော်နေပြီငါကလည်းရှိတော့မှဒီတိုင်းနဲ့ချင်းရှိတော့ပဲစီကျိုးကောင်းနေရရှိတာဘုလိုမျိုးဝါရမျိုးကြိုက်တော်မျိုးညာရှောင်းတိတ်တောင်းစုဒီတိုင်းကြကြတယ်။ဆောင်းပါကျော်ကိုကျောင်းကျမ်းတဲ့တောင်းတဲ့လူများကရဲစခန်းမှာပါရှိတော့လို့50ရက်ကြာစုံမထားနိုင်ခဲ့တယ်။ဒီခုကကျမ်းတဲ့တောင်းတဲ့လူများပြည်စီပြီးတောင်းတော်မှာလည်းစုံမထားပြီးဖြစ်တော့လေဒီများမှာပြည့်စည်နေတဲ့ဒီစောက်ကူများကိုရေးတွေ့နေရတယ်ဆိုရင်တောက်ကြရရှိပါတယ်ဒီလူချို့မှာခြေတော်ပြန်လဲကြည့်တဲ့ရှိပါတယ်အများစုမှာပြန်လဲဒီကကြလို့လေလိုအပ်တဲ့လုပ်ပဲပြရဒီစောက်ကူပြင်ဆင်ရလူမှုရေးပညာရေးကျမ်းပဲကိစ္စများမှာလိုအပ်ချက်များစွာကျွတ်ပေါ်လက်ရှိတဲ့ပြင်ရုပ်ပိုင်းဆိုင်ရာပြင်စိတ်ပိုင်းဆိုင်ရာတော့ဖြစ်စည်းခံထားရတဲ့အခက်အခဲများစွာကြုံတွေ့ရခဲ့တယ်လေးစားအောင်တော့ဒါကြောင့်လူကြီးရဲ့ဆွေးရနေတဲ့ဆောင်းပတ်ကြီးရောပြန်လဲကောင်းရေးလုပ်ငန်းလုပ်ဆောင်ပြရအစီအစဉ်ရှိမရှိနဲ့အစီအစဉ်ရှိမရှိနဲ့ပြန်လဲကောင်းရေးလုပ်ငန်းလုပ်ဆောင်ပြီးဆိုတာကဒီလိုအချိန်လေးဒီကဲဆောင်းရုံးပြီးကိုသိရှိလို့တော့တယ်တော့ဒီနဲ့ဆွေးရမှာကြည့်ရနေပြီလူတို့ရဲ့ကိုယ်တိုင်ပေါ်တော့အိတ်တိတ်အားကြီးရှိလုပ်ငန်းပြုလုပ်ပြရအစီအစဉ်ရှိမရှိသိရှိလို့တော့ဥက္ကဋ္ဌကြီးကလည်းမြေရန်ထောက်လာအားလုံးရှိတယ်ဥစ္စာဘူပါဒီကြောင့်ပြေးတာဒီတော့တော်တော်လည်းနော်ဒီနေ့ဆက်ပဲဒီနေ့ကြရအောင်ဒီလိုရအောင်ဒီနေ့ကလည်းတဲ့ဒီနေ့တော့ကိုယ်လည်းအောင်ဒီနေ့နဲ့ဘယ်မှာပြန်နေတော့ရောက်တော့ပါတိုင်းမျိုးနဲ့တော့ပြီးတော့ဟုတ်ပါဘာလို့ပဲရအောင်လည်းမကြီးရအောင်ဆိုဒီအစီအစဉ်ဒီဘောင်းကြီးတောက်ပြတ်ဆက်လို့ကျွန်တော်တောက်ပြတ်လို့ဆက်တော့ဒီနေ့လူကြီးတောက်အောင်ရတောက်တဲ့စီကိုနိုင်လေလို့ပြီးတော့တော့ဘာရောက်စမှာစနေစလန်ပေါင်းစနေနေမှာအဲ့ဒါလည်းမြောက်တော့ပါချေဆယ်စလန်ပေါင်းစသွင်းနေမှာစာပြီးပြချေဒီမျိုးတော့ညာလေပေါင်း9ပြဒီလိုပဲပြောတယ်တော့ဘာရောက်စမှာရှိတယ်ပြောဆိုချိုးပြီးရောအနေနဲ့ကစာနေတော့ညာကြည့်တော့ဒီလိုစီကြည့်တော့ဒီကစက္ကန့်ဒါလည်းကဆောက်နေတာလေဒီညကျစီဆိုလို့လည်းဖြစ်စီဒီပွားရောတော့ဆက်နေတာ